ရခဲ့လားဒီမှာပတ်စံလိုက်ရှိတယ်လေဘယ်ကောင်းရှိအားမမရဘူးကျွန်တော်တို့တောက်ချင်နေတာဟာဘောကွာမင်းကလည်းဒီစကားလည်းဘလို့မှအကျွေးယူလို့မရတခုတော့ရှိတယ်အခုရွာထဲမှာလက်ဝိပွဲလုပ်အလန့်လူပွဲတဲ့ဟိုနိုင်တဲ့ကောင်2သိန်းရှုံးတဲ့ကောင်3သိန်းဆိုအဲ့တော့ခင်ဗျားနဲ့ကျွန်တော်နဲ့အတူတူထိုးလိုက်ရင်ရှုံးနိုင်3သိန်းရမယ်ဗျာမင်းကငါမှမထိုးတတ်တာမထိုးတတ်တာတော့ကျွန်တော်လည်းမထိုးတတ်ဘူးလေကျွန်တော်ကစရင်အရင်သွားပေးထားလိုက်ပြီးတာနဲ့ကျွန်တော်လည်းထိုးချင်တဲ့ကောင်ဘယ်ကောင်ရှိလဲဆိုခင်ဗျားတက်လာတယ်ခင်ဗျားကျွန်တော်ထိုးလိုက်3သိန်းရမယ်ဗျာမင်းကတကယ်ထိုးရမှာလားအော်တကယ်တော့ဟုတ်ဘူးဗျာရွှေရှောင်းမော်တကယ်ထိုးပြီးတော့ထိုးလိုက်မယ်ဗျာနည်းနည်းပါးပါပြဿနာ3သိန်းရမှာနော်အဲ့ဒါကိုကျွန်တော်လုံးဝပြောခဲ့တယ်နာမည်စင်းပေးလိုက်ရုံပဲဟုတ်လားအဲ့တော့ကျွန်တော်ရင်သွားပေးထားမယ်ညာပြီးရင်လိုက်လာခဲ့ဒါပေမဲ့ကျွန်တော်ရဲသေးလေးတော့တရားတပလင်းတော့တောင်းလိုက်ပြီးရင်3သိန်းရမှာလို့ပြောလိုက်ကိုတော်မောင်ကြီးပေးပါမယ်ဗျာခင်ဗျားလေ3သိန်းရဆိုလို့ပေးလိုက်တာမင်းတို့လက်ဝဲတော့ထိုးမှာတော့